မန္တလေးကကျွန်တော်ပြောပါတယ်မန္တလေးကကျွန်တော်ရဲ့မွေးရဇာတိဖြစ်တယ်ကျွန်တော်မန္တလေးသားပါမန္တလေးတက်ကလူကညချောင်းကကျွန်တော်ပွဲရပါတယ်ပွဲရပြီးမှကျွန်တော်အမေရိကသွားပါတယ်ပြန်လာတယ်89ကျမှကျွန်တော်ရန်ကုန်ပြောင်းသွားတယ်ခဏအထိပေါ့နော်ကျွန်တော်ဒီနေ့ကျွန်တော်နေခဲ့တဲ့ရက်ွက်ကိုကျွန်တော်ကျူးစာပန်စာသွားကြည့်ပါတယ်ဒေဝင်ပတ်မှုတန်းခေါ်ပါတယ်ဘာတစ်ခုမှကျွန်တော်မမှတ်မိတော့ပါဘူးအကုန်ပြောင်းလဲကုန်ပါတယ်လူတွေလည်းပြောင်းကုန်တယ်နော်ကိုဘေလူကပြဿနာဒီလည်းအများကြီးတွေ့ရတယ်နော်ရက်ွက်ထမှာမဟုတ်လားနော်မန္တလေးမြို့ကြီးကတအားပြောင်းသွားပြီဒါပေမဲ့မန္တလေးမြို့ကကျွန်တော်ဇာတိဖြစ်တော့ကျွန်တော်အတွေ့အကြုံကျွန်တော်ရဲ့ဘာသာရပ်နဲ့ပတ်သက်ပြီးကျွန်တော်ကျေးဇူးဆက်ခွင့်ပြုပါနော်ဒါလေးကိုကျွန်တော်ပြောပြနေပါတယ်ဒီနေ့စောစောကပြောလို့မုတ်တုံကမြန်မာနိုင်ငံတောင်ပိုင်းဒေသကို10ရက်နောက်ကျဝင်နောက်မြင်းဝကျုံးဘုတ်ကို9ရက်နောက်ကျဝင်မြင်းဝကျုံးဘုတ်ကိုရောက်နေတော့မေလတတိယ10ရက်ပတ်ထဲရောက်နေပြီရက်20ကျော်နေပြီအဲ့တော့မြင်းဝကျုံးဘုတ်ပြီးရင်မုတ်တုံဝင်ရမှာကဟောဒီမြန်မာနိုင်ငံအလယ်ပိုင်းအဲ့ဒါပြီးရင်မြန်မာနိုင်ငံမြောက်ပိုင်းအစင်လာရဒီလိုရှိပါတယ်ရက်20ကျော်မှမုတ်တုံကမြင်းဝကျုံးဘုတ်ဝင်နိုင်တဲ့အတွက်ကြောင့်ကြံတည်တဲ့မြန်မာနိုင်ငံအလယ်ပိုင်းနဲ့မြန်မာနိုင်ငံမြောက်ပိုင်းကိုမုတ်တုံကတက်တုတ်ရိုက်ပြီးဝင်သွားတယ်9ရက်တပတ်အတွင်းမှာခါတဲ့တောက်လျှောက်မြန်မာပြည်မြောက်ပိုင်းထိရောက်သွားတယ်တနည်းပြောရင်မြန်မာပြည်အလယ်ပိုင်းကိုမုတ်တုံကတက်တုတ်ရိုက်ပြီးတော့ဝင်သွားပါတယ်မြန်မာနိုင်ငံအလယ်ပိုင်းဆိုတာမြန်မာနိုင်ငံအလယ်ပိုင်းဆိုတာစကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းမကွေးတိုင်းကိုပြောတာပါထူးခြားတဲ့ဒေသရာသီဥတုအရာထူးခြားတဲ့ဒေသဘာထူးခြားလဲဆိုတော့ဒီကောင်မိုးကွယ်အရာဖြစ်တယ်မုတ်တုံနဲ့မိုးရတဲ့ဒေသမဟုတ်ဘူးမြန်မာတပြည်လုံးမုတ်တုံကိုခံစားပြီးတော့စံစားနေတဲ့အချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံအလယ်ပိုင်းကမုတ်တုံကောင်းလေမိုးမရလေဆိုတဲ့ဒေသဖြစ်ပါတယ်ဒီတော့ဒီဒေသကမိုးပဲချိန်ခံရလဲလို့မေးရင်အဓိကအဖြစ်မိုးကောင်းကောင်းရတာ၄ချက်ရှိပါတယ်ပထမတစ်ချက်ကမုတ်တုံအဝင်မှာမိုးရပါတယ်ထို့တူပဲမုတ်တုံအထွက်မှာမိုးရပါတယ်ဟောဒီမန္တလေးမြို့ရဲ့တနစ်တာပတ်လုံးမိုးရေချိန်တွေကိုလအလိုက်မိုးရေချိန်တွေကိုကျွန်တော်တို့ခေါ် graph ဆွဲကြည့်ရင်မိုးရေချိန်အများဆုံးရတဲ့ကာလနှစ်ခုရှိပါတယ်တစ်ခုကမုတ်တုံအဝင်နောက်တစ်ခုကမုတ်တုံအထွက်သိရေးကြည့်ပါတယ်မုတ်တုံအဝင်အထွက်ဒီဒေသအတွက်မိုးရရှိမှုမှာသိရေးကြည့်ပါဒီနေ့မုတ်တုံကတက်တုတ်ရိုက်ဝင်သွားတဲ့အတွက်ကြောင့်မုတ်တုံအဝင်မှာဟောဒီမြန်မာနိုင်ငံအလယ်ပိုင်းကမိုးမရလိုက်ပါဘူးအဲ့ဒါထူးခြားချက်နှစ်ထူးခြားချက်သုံးကအဲ့ဒီမုတ်တုံဝင်တယ်လို့ပြောတဲ့မုတ်တုံ၄ဦးဟာမြန်မာနိုင်ငံအလယ်ပိုင်းပြီးတော့မြန်မာနိုင်ငံမြောက်ပိုင်းရောက်တဲ့အချိန်မှာအစင်လာရကတော့မြန်မာနိုင်ငံမြောက်ပိုင်းကိုဝင်ပြေးတာနဲ့မုတ်တုံ၄ဦးကဘင်္ဂလားပင်လယ်အော်ထဲကိုပြန်ပြီးတော့အထိုင်ချဒါအစင်လာပဲကျွန်တော်တို့မိုးလေဝသခေါ်တော့ normal ခေါ်တာပေါ့နော်ဒါပေမဲ့ဒီနေ့မှာတော့မုတ်တုံ၄ဦးကမြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းရောက်အောင်တက်ပြီးတဲ့အခါအစင်လာအတိုင်းဘင်္ဂလားပင်လယ်အော်ကိုပြန်မလာဘဲနဲ့အဲ့ဒီမြန်မာနိုင်ငံမြောက်ပိုင်းမှာပဲအထိုင်ချနေလိုက်တာမိုးကုံတဲ့အထိဖြစ်ပါတယ်ပြန်ဆင်းမလာတော့ပါဘူးပြန်ဆင်းမလာတော့နောက်တော့ဘာတွေဖြစ်ကုန်လဲဆိုရင်အဲ့ဒီမြန်မာနိုင်ငံမြောက်ပိုင်းလို့ခေါ်တဲ့ကချင်ပြည်နယ်စကိုင်းတိုင်းအထက်တိုင်းမှာနေတိုင်းမိုးရွာတယ်နေတိုင်းမိုးရွာတယ်နေတိုင်းမိုးရွာတော့ကချင်ပြည်နယ်ဆိုတာအေရဝတီမြစ်ရဲ့မြစ်ဖျားစကိုင်းတိုင်းတက်ပိုင်းကချင်းတွင်းမြစ်ရဲ့မြစ်ဖျားအဲ့ဒီမြစ်ဖျားတွေမှာမိုးကောင်းတော့အဲ့ဒီမြစ်တွေထဲမှာမြစ်ဖျားပိုင်းမှာရေအဝင်နေကောင်းဒါကြောင့်မြစ်ရေဘာဖြစ်လာတက်လာတယ်ဒီချက်နော်နောက်စောတော့အချက်မုတ်တုံ၄ဦးကဘင်္ဂလားပင်လယ်အော်ထဲကိုပြန်မဆင်းတော့မုတ်တုံ၄ဦးဆိုတာမုန်တိုင်းကြီးပေါက်ဖွားတဲ့ဒေသမိုးလေဝသလို့ပြောရရင်မုတ်တုံ၄ဦးထဲမှာလေပြင်းနဲ့ရဝန်းတွေရှိအဲ့ဒီလေပြင်းနဲ့ရဝန်းလေးတွေကပုံမအားကောင်းလာပြီးမုန်တိုင်းဖြစ်ရတယ်ပုံမှန်နှစ်ကြိမ်ဆိုရင်နှစ်ပတ်တစ်ခါဖြစ်တယ်ဒါပေမဲ့အဲ့ဒီမုန်တိုင်းဖြစ်ဖို့အတွက်စွမ်းအင်လိုတဲ့အဲ့ဒီလိုတဲ့စွမ်းအင်ကိုရင်ငွေ့ရပေးရတယ်အခုမုတ်တုံ၄ဦးကမြန်မာနိုင်ငံမြောက်ဖြားကုန်းတွင်ပိုင်းမှာအထိုင်ချနေတော့ရင်ငွေ့ပံ့ပိုးမှုမရပါဘူးမရတော့မုတ်တုံ၄ဦးထဲမှာရှိတဲ့လေပြင်းနဲ့ရဝန်းတွေရှိပေမဲ့လို့မုန်တိုင်းတစ်လုံးမှဖြစ်မလာလိုက်တာမုတ်ကုံတဲ့အထိပဲမုံလည်းမုံတော့ကုံနဲ့စက်တင်ဘာလကုန်အထိဘင်္ဂလားပင်လယ်အော်မှာမုန်တိုင်းတစ်လုံးမှမဖြစ်ပါဘူးအဲ့ဒါကြောင့်မြန်မာနိုင်ငံအလယ်ပိုင်းဒေသလိုမုန်တိုင်းဖြစ်မှမိုးရွာတဲ့ဒေသအဖို့ဒီနေ့ဘင်္ဂလားပင်လယ်အော်ထဲကမုန်တိုင်းမိုးတစ်စက်မှမရပါဘူးနောက်တစ်ခါမြန်မာနိုင်ငံအရှေ့ဘက်မှာတောင်တရုတ်ပင်လယ်ပြင်ဆိုရှိအဲ့ဒီဒေသကဒီနေ့ကမုန်တိုင်း29လုံးဖြစ်တဲ့ကမ္ဘာမှာအများဆုံးဖြစ်တဲ့ဒေသအဲ့ဒီဒေသကမုန်တိုင်းအကျွင်းကြံနေ
အနောက်ဘက်ကိုရွေ့လာရင်နော်အဲ့ဒီဒီနေ့29လုံးတွေကအနည်းဆုံး3ပုံတစ်ပုံ6လုံးလောက်ကဗီယက်နမ်နိုင်ငံဖြတ်ပြီးတော့သူ့ရဲ့အကျွင့်ကြံများအနောက်ဘက်ရွေ့တဲ့အခါမြန်မာနိုင်ငံအလဲပိုင်းကိုမိုးပြပါတယ်အရှိလေပွေတိုင်းခေါ်တယ်ဒီနေ့မှအဲ့ဒီဘက်ကဖြစ်တဲ့မုန်တိုင်းတွေကလည်းဒီဘက်ကိုတလုံးမှမလာဘူးအရှိမြောက်ဘက်ကွေ့ပြီးတော့ဂျပန်တို့ဘာတို့ပဲတက်သွားတာတလုံးမှမလာဘူးအဲ့တော့လူရင်းချုပ်ရရင်ပြည်သက်ကြီးဒီနေ့မှနော်ကျွန်တော်တို့မြန်မာနိုင်ငံအလဲပိုင်းကမုတ်တုံအဝင်တုံးကလည်းမုတ်တုံကမြန်မြန်ကြီးနဲ့တက်သွားလိုက်လို့မိုးမရလိုက်ဘူးဘင်္ဂလားပင်လယ်အော်မှာလည်းစက်တင်ဘာကုန်တဲ့ဒီမုန်တိုင်းတလုံးမှမဖြစ်တဲ့အတွက်မုန်တိုင်းမှုတစ်စက်မှမရဘူးဟိုးအရှိဘက်ကလေပွေလိုင်းနေမုန်တိုင်းအကျွင့်ကြံနေရလဲတခုမှမလာလို့ဇူလိုင်လကုန်တဲ့ထိကိုတလုံးမှမလာလို့အရှိမုန်တိုင်းကမိုးလဲတစ်စက်မှမရခဲ့တော့အလဲပိုင်းကဒီနေ့မိုးရမ်းခေါင်ပါလေ